ဒါလေးက cheese naan လေးရပါပြီဒါလေးက cheese pizza လေးရပြီမှာကဒီဆိုင်ရဲ့ signature naan cheese တဲ့နော်အဲ့ဆိုဒီဟိုမှာ TikTok တွေဟိုတွေမှာတော့ဒါအမြင်ပါလို့ပြောရမယ်ပေါ့နော် let's try it ohကောင်းတယ်တော့မစိုးပါဘူးဘာနဲ့ပြော cheese ကြိုက်တယ်လေလို့ဆိုတော့ကောင်းတယ်နောက်တော့ again try it again မတားရောအမြင်တားရောမရဘူး okay အမြင်တော့တားရောမရဘူးလောက် okay စားကြည့်အောင်မိုးဇွဲလာ cheese အများကြီးပဲမိုးဇွဲလာ cheese added That's it mayonnaise and this is a tomato slide and cucumber slide this is xinh xinhလေးနဲ့Okay ရှိလိုက်နော်အရင်နဲ့ mayonnaise နဲ့တယောက်သေးလာမီးတော့ငါတယောက်သေးပါအဲကြောင့်လို့ဒီနေ့မှဘယ်သူရှိလဲဆိုရင်တော့စားစာရေးရှိပါတယ်တနေ့ဒီမှာနှစ်ဘေးနားမှာစားစာရေးရှိပါတယ်နော်တမဲဖြစ်ပေမဲ့လည်းစားစာတက်ရှိတဲ့ကိုပို့ပြီးကောင်းတော့ရန် satisfying ရန်ဖြစ်တယ်ပေါ့နော်ကောင်းတော့ texture very soft ဒါဘူးဟာလေဒီရဲ့ဒီရှာဖို့ရောက်တဲ့ပြိုင်လေးကိုအရင်ကိုပြုံဝင်သွားလို့လဲဆိုတာမှားတာနေတော်ကြာရင်းနော်ဒါပေမဲ့ still soft ဖြစ်တော့မယ်လို့မတော့မှားတာကြာတော့နော်စားရင်းနဲ့ဖုန်းလေးကြည့်ရင်းနဲ့ wifi လေးရတော့ it's okay